ကိုးကွယ်တာလဲကျွန်တော်ပြန်ပြောမယ်လို့ဒါကကျွန်တော်တို့ရဲ့ဒီမင်းခွန်းနဲ့ကျွန်တော်တို့ရဲ့အသက်တာကိုစမ်းစစ်ဖို့ဖြစ်တယ်။တော့မမတို့ဒီယေရှုကိုကိုးကွယ်တာနော်ဒီနေ့တော့ကိုကြီးတို့ဝယ်ရယေရှုကိုကိုးတာအားအတွက်လေအဲ့ဒါဒီမှာရှိတဲ့ယုံကြည်သူတွေကျွန်တော်နဲ့လက်တွဲလာတဲ့ယုံကြည်သူတွေအားလုံးလည်းမေးကြည့်ပါငါဖျားကိုဘာအတွက်ကိုးကွယ်တာမေးကြနောက်တစ်ခုတခါတလေမှာကျွန်တော်တို့ယုံကြည်သူတွေကဘယ်လိုဖြစ်သွားတတ်တယ်ဆိုတော့ဖျားကိုတော့ကိုးကွယ်တယ်စွတ်တောင်းတယ်လူငွေပေးမယ်ဆေဘိုးတို့ပေးမယ်အဲ့ဒါတွေလုပ်ပြီးတော့မှတခါတလေမှာကျွန်တော်တို့မတိမတာလေးဖျားကိုကျွန်တော်တို့ရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်တွေပဲအသက်ရှင်ပြီးတဲ့သူတွေဟုတ်တယ်နော်ကိုယ်ပိုင်ရည်ရွယ်ချက်တွေပါလေအသက်ရှင်ဒါဆိုရင်ကျွန်တော်တို့ကိုယ်ပိုင်ရည်ရွယ်ချက်တွေဖျားအသက်ရှင်ရမှာလားအဲ့လိုပြောရင်ဘယ်လိုပြင်မမိုက်ဒီကျွန်တော်တို့ရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်အသက်ရှင်ရမှာလားဆိုတော့ဟုတ်ပြန်ဘာဖြစ်လို့မဟုတ်ပြန်ဘူးလဲလို့ပြောတော့နော်ကျွန်တော်တို့ဘယ်အောင်ကိုယ်ပိုင်ရည်ရွယ်ချက်တွေပဲအသက်ရှင်နေဆိုရင်ကိုကဘသူ့ကိုပြန်တုံးချနေရတယ်ဘုရားကိုပြန်ပြီးတော့အတုံးချဒါဆိုဒီကနေ့ကျွန်တော်တို့ကဘုရားကိုအတုံးချဖို့အတွက်ကျွန်တော်တို့အတွက်အတုံးချဖို့အတွက်ဘုရားကိုကျွန်တော်တို့ကိုးကွယ်နေလားဒါကိုကျွန်တော်ဒီနေ့စစ်စစ်ချင်းခါလေးမှာကျွန်တော်တို့ကမတိမတာလို့ဖြစ်သွားတယ်ဘာဖြစ်လို့ကျွန်တော်ဒီလိုကပတ်တော်ကိုကျွန်တော်ဝင်ငါကျင်တာလဲဆိုဒီကနေ့ကျွန်တော်တို့ရဲ့စိတ်နေသဘောထားတွေပြုပြင်ပြောင်းလဲဖို့အတွက်ဖြစ်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကဘုရားကိုကိုယ်ရည်ရွယ်ချက်တဲ့အတုံးချနဲ့လို့ဘာလို့ကျွန်တော်ပြောလဲဆိုတော့တခါလေးမှာကျိုးရစားချောင်းတယ်ဘာအတွက်စားချောင်းလဲတိုက်လူချင်းလို့ကားလူချင်းလို့စီးပွားရေးအောင်ခြင်းလို့ဟုတ်တယ်နော်အကျိုးတစ်ခုခုရဖို့အတွက်ဘာလို့လာလဲရအောင်ကိုးကွယ်တယ်စုတောင်းရင်လည်းပါလေကိုမိသားစုပါအတွက်ညာအတွက်စုတောင်းတယ်အဲ့တော့မှားလားဒါဆိုရင်ကျွန်တော်တောင်းတဲ့ဘုရားကမပေးနိုင်ဘူးလားဆိုတော့ပေးနိုင်တယ်ပေးနိုင်နောက်တစ်ခုကပေးလဲပေးခြင်းတယ်ဘုရားကဒါဆိုရင်ကျွန်တော်ကဘာဖြစ်လို့ဒီအရာကိုကိုယ့်ရည်ရွယ်ချက်တဲ့ဘုရားကိုသုံးမချပါနဲ့လို့ကျွန်တော်ဘာဖြစ်လို့ဒီကောင်းတွေကိုပေးပြီးကျွန်တော်ဝင်ငါကျင်တာလဲဆိုတော့ဘုရားမပေးနိုင်လို့လည်းမဟုတ်ဘူးဘုရားမတတ်နိုင်လို့လည်းဘုရားမပေးခြင်းလို့လည်းမဟုတ်ဘူးဒါကြောင့်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်နေသဘောထားဖြစ်ဒါဖြစ်လို့လည်းကျွန်တော်တို့ရဲ့ဗာလဲစိတ်နေသဘောထားကြောင့်အဲတော့ကျွန်တော်တို့ရဲ့စိတ်နေသဘောထားကိုကျွန်တော်တို့ကပြောင်းလဲရအောင်ပြောင်းလဲဖို့ဒါကြောင့်ကျွန်တော်ဒီကနေ့ဘုရားကိုကိုးကွယ်တာကောင်းကြီးရ၍မရ၍မဟုတ်ပါကောင်းကြီးမရလဲကိုးကွယ်မယ်ရလဲကိုးကွယ်မယ်ဒီကနေ့ကျွန်တော်တို့ကိုးကွယ်ခြင်းအားလုံးဒီဘုရားကိုမိန့်ထားရဖွဲ့ခြင်းဖြစ်တယ်ဟာပဲနောက်တစ်ခုကတင်ကအစာရှောင်မစုတောင်းရင်လည်းပဲဘုရားကတင့်ကိုပေးခြင်းနေတယ်ဘုရားဟုတ်လားမဟုတ်လားဘာဖြစ်လို့ဆိုသူ့ရဲ့တပါးစီတော်သားတော်ယေရှုကိုလောကကိုစေလွတ်ထဲကကြည်လိုက်ယေရှုကိုစေလွတ်ကိုကျွန်တော်တို့တောင်းဆိုခဲ့တာဘာမှသူ့ဘက်ကလုပ်နေခဲ့သူ့ဘက်ကလုပ်ချင်နေတာအခုနောက်တစ်ခုဆယ်ဘုရားကိုကျွန်တော်တို့ဘုရားတောင်းတယ်ငါဥစ္စာငါ့ကိုပေးတာလို့ဘုရားပါလေပြန်တောင်းတာဟုတ်တယ်နော်ပူဇော်တကာပေးပါဘုရားတောင်းတာအဲ့လိုဘုရားတောင်းတော့ဘုရားသုံးချင်တာမဟုတ်ဘူးဘုရားလည်းမသုံးဘုရားကသူ့ဟာနဲ့သူတယောက်နဲ့တယောက်ကိုချိတ်ဆက်ပြီးတော့မှဒီချိတ်ဆက်မှုအတိုင်းအသက်ရှင်ပြီးရှောက်လန်းပြီးတော့မှဘုရားကောင်းကြီးပေးချင်တာလေဘုရားကျွန်တော်တို့ကောင်းကြီးပေးချင်တာဥပမာဒီဆယ်ဘုရားဒီဘသူအတွက်လဲကျမ်းစာမှာပြောတဲ့အခါမှာပါလေလေဝိလူဟုတ်တယ်နော်ဘာဖြစ်လို့နောက်တစ်ခုကဣသရေလလူမျိုး12နွယ်မှာဘုရားကလေဝိလူကိုပါလေအမွေမြေမပေးဘူးမပေးတော့အဲကြောင့်လို့မင်းတို့ရဲ့ဆယ်ဘုရားကိုပေးရမယ်ဆိုပြီးတော့ပြောခဲ့တော့တနည်းအားဖြင့်ဘုရားကလည်းဒီလေဝိလူဖြစ်တဲ့လူကိုလည်းဘာကိုပဲလုပ်ခိုင်းလဲဆိုတော့လေဝိလူဖြစ်တဲ့လူဘာလုပ်ခိုင်းလဲဗိမာန်တော်ထဲမှာတန်ရှင်းရေးလုပ်တဘိုးမုတ်လေဝိလူရဲ့အလုပ်ကတချင်းဆိုဘုရားကိုချီးမွမ်းတော့ဘုရားကိုချီးမွမ်းမယ်တချင်းဆိုမယ်ဗိမာန်တော်မှာတော့တန်ရှင်းရေးလုပ်ဗိမာန်တော်နဲ့ဆိုင်တဲ့အရာမှန်သမျှကလို့လောကလုပ်ဖို့မလုပ်ခိုင်းဘူးဒါပေမဲ့17နွယ်ဖြစ်တဲ့သူလုပ်ပြီးတော့မင်းတို့ရတဲ့ကောင်းကြီးတွေကိုမင်းတို့ကောင်းကြီးတွေကဆယ်ဘုရားတွေကိုယူလာပြီးဘယ်ကိုပဲဘန္နာလိုက်တယ်အဲ့ဒီအချိန်တုန်းကဣ
ဣသရေလလူမျိုးတွေက12နွယ်လုံးကဆယ်ဘုတ်ပိုးတွေကိုပဲယူလာတာတော့ဘန္နာလိုက်တဲ့ကိုယူလာတဲ့ပစ္စည်းတွေကလေဝိလူတွေစားမကုန်လို့တော့ဘယ်ကိုတွင်းလဲလေဝိလူတွေကဗိမ္မာန်တော်တွေကိုတွင်းလာတာနော်အောက်လိုအပ်ရင်ဗိမ္မာန်တော်ပြုပြင်မှုတွေဒါတွေကိုပြန်ထုတ်တော့ကြဘုရားကအဲ့လိုနီလန်းနဲ့တော့ကျွန်တော်တို့ယုံကြည်သူတွေကိုအသက်ရှင်ဖို့ခိုင်းရတာအဲ့တော့ကျွန်တော်ပြောချင်တာကဒီနေ့ကျွန်တော်တို့ဘုရားအတွက်ဘုရားတောင်းသမျှကျွန်တော်လုပ်သမျှအရာအားလုံးကလေပြောပြမယ်ဘုရားမလုပ်ပေးခြင်းလို့မလုပ်နိုင်လို့မဟုတ်လုပ်ပေးခြင်းလို့ကိုတင့်ကိုဘုရားကလုပ်စေခြင်းအာမင်လုပ်စေခြင်းဒါကြောင့်မို့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ရဲ့အသက်တာမှာတင်ဘုရားကိုမပေးဆက်လဲဘုရားဘက်ကပေးဆက်တင်ဘုရားကဘာမှအသက်မရှိလဲဘုရားကတင့်အတွက်ကောင်းကြီးပေးပါဆိုတော့ပိုင်တော်သတိခံသွားတဲ့အခါမှာ तू ကအရင်တော့ तू ထင်နေတာဘုရားကြောင့်မတက်ဘူးတက်ပုံမတက်တော့ဆရာမတက်မိုင်သူမတက်မှာတက်မမှန်ပါဆိုလို့ဂတိမပြေဘူးမမှန်ခဲ့သူကကြိတ်ကြီးအမေကလားခံရမယ်လို့သူကထင်နေတာလေကျွန်တော်သူ့ကိုပြောတယ်အဲ့တော့မဟုတ်ဘူးနော်ဘုရားကကြည်ဘူးတရားပါဘုရားကြောင့်မတက်နိုင်လို့လေဘုရားကကျွန်တော်တို့တန်ခတ်မဲ့ဘုရားမဟုတ်ဆေဘုဒ္ဓမပေးနိုင်လို့လေဘုရားကကျွန်တော်တို့ကိုတန်ခတ်မဲ့ဘုရားကိုကြည်ဘူးတရားပါလို့ပြောတာပေါ့နော်။ကြောင့်ကျွန်တော်တို့အသင်းတော်အားဆရာကြီးကိုယ်တိုင်လည်းဆိုတော့ရန်သဘောကြတခါလေးမှာအသင်းတော်မှာliving together ပေါ့မာယွင်ပြီးသားလူတွေကိုတော့ကိုဝင်ရှိတဲ့အချိန်မှာပဲဒီပါပဲအသင်းတော်မှာလက်ထပ်ပြီးဖို့ကျွန်တော်အသင်းတော်ရဲ့စီးရင်းနဲ့ဘယ်လိုမှမဖြစ်နိုင်တာရှိတာပေါ့။နောက်ပိုင်းအဲ့ဒီအသင်းတော်ကိုတော့လာပြီးတော့မှလက်မထပ်ပေးတဲ့အချိန်မှာဆရာသူလက်ထပ်ပေးတယ်။ဘုရားလည်းသူ့ပြောတယ်။ငါတို့ကဘိုင်တော်နဲ့သွားတာပေါ့ဘိုင်လတ်လို့ပြောတာ။အဲ့ဒါနဲ့ဆရာပြောတဲ့ຢာကိုကျွန်တော်တတိယပြပြောချင်တာပါလေ။ဘုရားသခင်ကတကယ်လဲဘိုင်လတ်ဘုရား။ကျွန်တော်တို့ကိုမြင်တဲ့သူ့ရဲ့ပါလေမေတ္တာနဲ့ပဲကျွန်တော်တို့ကဘာလုပ်ပေးလဲဆွဲဖို့ပဲကျွန်တော်တို့ဘုရားကြောင့်မတက်လို့ဆယ်ဖို့မပေးလို့စုမတိုင်းတော့စုမတောင်းနိုင်လို့ဘုရားဒဏ်ခတ်မဲ့ဆိုတဲ့ဘုရားမဟုတ်ပါဘူးအာမင်ကျွန်တော်တို့ကောင်းကြီးပေးခြင်းနဲ့ဘုရားပါဒါကြောင့်မို့ကျွန်တော်တို့အသက်တာမှာကျွန်တော်ပြောချင်တာကဒီနေ့ကျွန်တော်တို့ရဲ့စိတ်နေသဘောထားကိုပဲပြင်ကြမယ်ဒီနေ့ကျွန်တော်ပေးခြင်းတဲ့ message ကပါလေကျွန်တော်တို့ရဲ့ဘာကိုပဲပြင်မလဲစိတ်နေသဘောထားကိုပဲပြင်ကြမယ်ဆိုတာလေးကိုကျွန်တော်ဒီနေ့ဝင်ကပေးခြင်းတာဖြစ်ဘာဖြစ်လို့ပြင်ရမှာလဲဆိုတော့ကျမ်းစာဖတ်ရအောင်ယောမခန်းကြီး8အငယ်6ယောမခန်းကြီး8အငယ်6เนาะယောမဝါရစာခန်းကြီး8အငယ်6ကျွန်တော်တို့ကလိုက်ဆိုပြီးပါကျေးဇူးပြုဇာတိပဂတိစိတ်တော်သည်ဇာတိပဂတိစိတ်တေခြင်းအကြောင်းဖြစ်၏တေခြင်းဝိညာဉ်ပဂတိစိတ်တော်သည်ဝိညာဉ်ပဂတိစိတ်အသက်ရှင်ခြင်းနှင့်သက်ခြင်းအကြောင်းဖြစ်၏သက်ခြင်းအကြောင်းအဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တာကကျွန်တော်တို့ရဲ့အသက်တာသက်ရှင်ခြင်းမှာဘုရားကိုကိုးကွယ်တဲ့အခါမှာသောနာကကျွန်တော်ပြောခဲ့တဲ့အရာတွေအားလုံးကဘာသဘောနဲ့ဆိုင်လဲဘာသဘောနဲ့ဆိုင်လဲပြောပါဦးဇာတိပဂတိစိတ်သဘောဘာသဘောနဲ့ဆိုင်လဲဇာတိပဂတိစိတ်ဇာတိပဂတိစိတ်သဘောကဖြစ်ခြင်းနဲ့လိုခြင်းနဲ့ရခြင်းနဲ့မဖြစ်လာရင်မလုပ်ပြီးတော့ရင်ဘုရားကိုစိတ်ဆိုးမယ်စိတ်ကောင်းမယ်ဘုရားကြောင့်တက်မယ်ဘုရားကိုဥပိ္ပဘုရားကြောင့်မတက်တော့ဘူးเนาะဟုတ်တယ်ဘုရားကြောင့်မတက်တော့ဘူးဘာလို့မလဲဥပိ္ပကပြုမယ်ဟာဘုရားကပြောပါဆယ်ဘုရားပေးကောင်းကြီးရမယ်ကောင်းကြီးရမယ်အခုငါဆယ်ဘုရားပေးနေတာပဲငါကောင်းကြီးကလည်းငါထင်သလောက်လည်းမရပါဘူးမဟုတ်ပါဘူးဆိုတဲ့အခါမှာနောက်ဆိုရင်ဆယ်ဘုရားပေးခြင်းကဘာသဘောပါလဲဘာသဘောပါလဲဇာတိသဘောဇာတိရဲ့သက်ရှင်ခြင်းပါလားဒါဆိုရင်ရှင်းရှင်းလေးဒီကောင်းကြီးမခံစားရတာကဖျားမကောင်းလို့မဟုတ်ဘူး။ဘာကြောင့်လဲ။ကိုယ့်ရဲ့ဇာတိစိတ်တော်။အာမင်။အဲ့ဒီဇာတိစိတ်တော်ကဘယ်သူဒီမှာရှိလဲ။ကိုယ်စီမှာလေ။အားလုံးသိတယ်။ငါ့ကိုတစ်တော့လာမနေနဲ့။ပြောကြည့်ပါဦးစကားပုံလေး။တစ်တော့ဘာလို့လဲ။လုံးကြီးတင်တယ်။လုံးကြီးလာတင်တယ်တော့ဘာလို့လဲ။အဆန်မှာကပ်လိုက်မယ်။အဲ့ဒီသဘောကဘယ်သူစီမှာရှိလဲ။ကျွန်တော်ပြောမယ်ဒီထဲမှာရှိတဲ့သူတွေထဲမှာကျွန်တော်ပါဝင်ပြောတာတော့အားလုံးအဲ့ဒီသဘောမရှိဘူးလားရှိတယ်လေးမရှိဘူးလားအေးစေးပါဆိုတဲ့ဆရာသမားပါတော့ရှိတယ်သူ့ကိုတွေ့အေးစေးပါလုံးကြီးတော့လာမနေနဲ့အဆန်ခတ်မယ်ဆိုတဲ့မှာတော်သေးလို့အကောင်သေးသေးလေးလည်းရှိတာပဲအာမင်ဟုတ်တယ်မလားကျွန်တော်တို့လိုဒီလိုလူအသက်ကြီးတဲ့လူတွေတော့ရှိဒီကလေးလေးမအောင်မရှိဘူးလားရှိတာပေါ့အဲကြောင့်ကျွန်တော်ပြောချင်တာကလေဒီကနေ့ဒီဇာတိသဘောတွေကအကြောင်းကိုကျွန်တော်လေ့လာတဲ့အခါမှာသူပြောပါတယ်ဇာတိစိတ်သဘောဒီဘာလဲလဲ
တေခြင်းကြောင့်ကြည့်လိုက်ဆိုပါဦးဇာတိစိတ်သဘောသည်တေခြင်းကြောင့်ကြည့်ကဲကျွန်တော်ပြောမယ်တေတယ်ဆိုတာကဘာလဲဆိုင်လဲဆိုကျင့်ခြင်းနဲ့ဆိုင်ဟုတ်လားမဟုတ်လားဘာဖြစ်လို့လဲဆိုတေခြင်းကအစကဖြစ်ခဲ့တာကဘာလဲကျင့်ခြင်းလေဟုတ်တယ်မလားဘုရားစကားနားမထောင်နဲ့အာဒါကြောင့်ဘာလို့လဲကျင့်ခြင်းဒါဆိုရင်တင့်မှာရှိနေတဲ့စိတ်တွေသဘောထားကဇာတိစိတ်သဘောထားဆိုရင်တင်ဒီပါခံရမှာလေတင်ရင်ခံအကျင့်ခံရဒါဆိုရင်တင်ကောင်းကြီးမခံစားရတာကဖျားမကောင်းလို့လားတင့်ဇာတိစိတ်သဘောကြောင့်လားဇာတိစိတ်သဘောကြောင့်ဒါကြောင့်မို့ဒီနေ့ကျွန်တော်ပြောတာကဖျားကိုဘာအတွက်ကိုးကွယ်တာလဲကဲပြောကြပါပြောကြပါဘုရားကောင်းမြတ်တယ်ကောင်းမြတ်လို့ကိုးကွယ်တာပဲဖြစ်ရကိုးကွယ်တိုင်းတော့ဘုရားဖြစ်လို့ကိုးကွယ်ရမယ်ချီးမွမ်းတိုင်းတော့ဘုရားဖြစ်လို့ဒါဆိုရင်တင့်ကိုဘုရားကကောင်းကြီးမပေးဘူးလို့သင်ခံစားနေရရင်လေစက်ကိုးကွယ်မယ်ပြောပါဦးကောင်းကြီးမပေးဘူးလို့ခံစားရရင်လေစက်ကိုးကွယ်မယ်ဘုရားကိုခံစားရစက်ကိုပဲအဲ့ဒီလိုကျွန်တော်ပြောလို့ဘုရားကောင်းကြီးမပေးတဲ့ဘုရားလားကဲတော့ဘုရားကောင်းကြီးမပေးတဲ့ဘုရားဟုတ်ဘူးဘုရားကောင်းကြီးမပေးတဲ့ဘုရားကိုဒါဆိုနောက်တစ်ခုလည်းကောင်းကြီးကိုမပေးနိုင်တာလားပေးနိုင်တယ်ပေးနိုင်ပေးနိုင်လားပေးနိုင်တယ်ပေးနိုင်တယ်ပေးအောင်မယ်ပေးနေစေဟာလေလုယာအာမင်အာမင်ဒါကြောင့်လို့ပေးအောင်မယ်ဘုရားပေးနေစေဘုရားကတင်းရဲ့အချိန်တွေပေါ်မှာမူတည်ပြီးဘုရားကတော့ငါမပေးဘူးပေးမယ်ဆိုတာမျိုးတော့ဘုရားမရှိပါဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာကဒီနေ့တင်မကောင်းတဲ့ဘုရားကောင်းကြီးပေးပါမယ်အာမင်အာမင်ဆိုတော့အဖိုင်တောင်းလည်းပြောသွားတော့ဟောကျွန်တော်တရားဟောချက်လေးနဲ့ကြိုက်တာသူထင်နေတာဆေဘူးလို့မပေးနိုင်ကြားကြောင်မတက်လာရင်တော့ငါတို့ဘုရားဆုံးမပါမဆုံးမပါဘူးဗျာမဆုံးပါဘူးကျွန်တော်ကတင်မကောင်းလည်းပဲဘုရားတော့တင်ပေါ်မှာကောင်းပါပဲဒီနေ့ကျွန်တော်ပေးခြင်းလည်းမစီတင်ကောင်းခြင်းမကောင်းခြင်းနဲ့ဒီကနေ့ကျွန်တော်တို့ရဲ့စိတ်နှလုံးသဘောထားလေးတွေပြုပြင်ကြရအောင်ဆိုတဲ့ရွယ်ချက်နဲ့ဒီနေ့ဒီလိုကုဘတ်တော်ကိုဘင်္ဂပေးခြင်းအာမင်ကဲကျွန်တော်တို့ပြောဒါဝိရှိမိကြီးလိုက်ကျင်နေတဲ့အခါသူ့ရဲ့ဦးလေးတော်မလားတော့ညီကိုဝဲတော်မလားအပိရှဲဆိုတော့ရွာပိုင်းရဲ့ညီတော့သူ့မျိုးရှိမိလာကျင်သေးတော့စဉ်းစားကြည့်ဒီမှာတားလိုက်လို့ထွက်ပြေးနေရတာတော့ခေတ်စကားနဲ့ပြောရင်ပန်းတွေပွင့်နေတာမဟုတ်ဘူးအဲခေတ်စကားနဲ့ဒါဝိနှလုံးသားဟုတ်လားမဟုတ်လားသူ့မှာပြေးဒီလူအုပ်ကြီးကိုကြည့်ပြီးငါကောင်းအားကွာငါတားရတဲ့ဒီလူတွေကိုကြည့်ပြီးတော့စိတ်သက်ကြအောင်ကြနေပါမယ်စိတ်ပြက်အောင်ပြက်နေပါမယ်မလားအဲ့ဒီလိုစိတ်ပြက်ပြီးတော့မှဒေါသထွက်ရင်လည်းထွက်နေပါမယ်ဒါပေမဲ့အဲ့ဒီချိန်မှာလာပြီးရှိမိကြီးကလာချိန်သေးတာကွာသူမပြောနဲ့ဘေးနာကသူ့ရဲ့တက်မှုတော်မှာအဲ့ဒီစကားကိုခံနိုင်လားမခံနိုင်ဘူးလူပဲဟုတ်တယ်မလားတောင်းရောခံနိုင်မလားမခံနိုင်ဘူးခံနိုင်ကြမရှိဘူးကျွန်တော်စဉ်းစားတယ်ကျွန်တော်ဒါဝိနေရာမှာရှိရင်ကျွန်တော်ရဲ့စိတ်သဘောရကျွန်တော်ဘာလုပ်မလဲဆိုတော့အဘိရှေကလာပြောလေကိုတော့ခွေးလို့လူထပ်ပလိုက်ရမလားရှင်းရှင်းပဲဟုတ်တယ်ကွာတက်လိုက်နောက်လာအာယုံနောက်နေတာငါသားလိုက်လို့ပြေးနေရတဲ့ဂျားထဲမှာနော်ငါသားငါစကားနားမထောင်ရတဲ့ဂျားထဲမှာဟုတ်လားဒီဒီဟုတ်လားငါသားငါစကားနားမထောင်ရတဲ့ဂျားထဲမှာဒီရှိမိရလာပြီးတော့ငါ့ကိုချိန်သေးတယ်စဉ်းစားကြည့်ကျွန်တော်သာဆိုမလုပ်ဘူးဖွင့်ပြလိုက်တက်ပလိုက်ကွာအဘိရှေကပြောလိုက်ပါလားခါတယ်ကဲကျွန်တော်လိုပဲဒီရလူရောဘယ်လိုပြောမလဲနေတဲ့တော့နေတဲ့တော့တဲ့တကယ်အမေဒါကြောင့်ကျွန်တော်ပြောတာကျွန်တော်တို့ကဒါဝိရဲ့စိတ်တွေသဘောထားကိုကျွန်တော်ယူရတာဒါကျွန်တော်တို့ယုံကြည်လို့ဒီနေ့မှရှိတဲ့ကျွန်တော်ပြောတာဒီနေ့ကျွန်တော်တို့ရဲ့ဆရာမအဲ့စိတ်သဘောထားရှိနေတယ်ဒါကျွန်တော်ဘုရားကိုကိုးကွယ်တဲ့အခါမှာဘုရားကဒီစိတ်တွေသဘောထားလေးကိုမလုပ်ချင်ဘူးပြုပြင်ပြောင်းလဲရအောင်အာမင်အဲ့ဒီမှာကျွန်တော်ဒါဝိနှလုံးသားတော့အရင်လာရတာဘိရှေမင်းနဲ့ဒါဝိအမျိုးနဲ့ပါဆိုင်ခဲ့ကွာဖះအခွင့်ပေးလို့ချိန်သေးတာချိန်သေးပါစေလုတ်ပါစေငါသားငါပူကထွက်တဲ့ငါသားတော်မှာငါ့ကိုလိုက်သက်သေးတာသူချိန်သေးတာတော့ဗာလဲဒီစီပဲကွာဒါကြောင့်မလို့ဒါဝိကိုပြရတော့ငါစိတ်နှလုံးပေါ်နေပြီအာလေလုယာအာမင်အာမင်အဲ့တော့ကျွန်တော်ပြောချင်တာတရားသခင်ကိုကျွန်တော်ဖူးကွယ်တဲ့အခါဘုရားဘက်ကတော့ကျွန်တော်တို့ကိုဖူးပါပါကွာအပြည့်အဝကျွန်တော်တို့ပေးတာတင်ကောင်း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 တင်အပြည့်တွေထဲမှာဘယ်လောက်ကြိုက်ပြီးဘယ်လောက်ပဲနှစ်မို့ဘယ်လောက်ပဲဟော
ရားနဲ့ဖယံဘူးပဲပြောဖရားကတင့်ကိုမြဲတဲ့လက်ကမ်းကျူနေတဲ့ကြောက်တော်သားကဲလို့ဟာလေလုယာဆမ်လို့ကျွန်တော်တက်တာလည်းနှလုံးသားလေးပဲပြင်ကြရအောင်ကျွန်တော်တို့ဒီတက်တာလေးတော့ပြင်ကြရအောင်ဒီနေ့ငါဘုရားကိုကိုးကွယ်မယ်ငါဆုတောင်းရလို့တဲ့ဆန္ဒနဲ့မဟုတ်ရအောင်အာမင်တော့ရခြင်းနဲ့ဆန္ဒရတယ်မဟုတ်ရအောင်ကျွန်တော်ပြောရတော့ဘာဖြစ်လို့ပြောတာလဲဘုရားမပေးနိုင်လို့ပြောနေတဲ့စကားမဟုတ်ဘူးတော့ကျွန်တော်ပြောနေတာဒီခါလေးကျွန်တော်လုတ်တဲ့အခါမှာရလို့ရခြင်းလေးအဲ့ဒီဆန္ဒစိတ်တော်နဲ့ဘုရားကိုကိုးကွယ်တာမျိုးဖြစ်တယ်ဘူးလားဒီခါလေးမဖြစ်နေဘူးလားဖြစ်နေတယ်နော်ဟုတ်တယ်နော်ဒါတော့အဲ့လိုစိတ်တော်နဲ့ဖြစ်နေတော့တကယ်လို့ဆုတောင်းတာမရတော့ဘူးဘုရားကအချိန်ပဲကြာတာမရဘူးလားကိုဖြစ်ချင်တဲ့ဆန္ဒလေးမပြည့်စုံအချိန်လေးနည်းနည်းနောက်ကျတဲ့အချိန်မှာမရဘူးပြောတော့လည်းပြည့်စုံဆန္ဒမိုက်ပြောတော့ဘုရားမပေးနိုင်ဘူးဟာဘူးမပေးတော့ငါဆုတောင်းရင်လည်းနားမထောင်တော့ငါဆုမတောင်းတော့ပါဘူးကွာဖြစ်သွားမဖြစ်သွားဘူးလားဖြစ်သွားတယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကအဲ့ဒီသဘောထားတင့်မှာရှိနေသေးတယ်ဆိုရင်တင့်ရဲ့ကိုးကွယ်ခြင်းကဖရာကိုတင့်ရည်ရွယ်ချက်အတွက်တင့်ကိုးကွယ်နေလို့ပဲပြန်ပြောမယ်နော်နားလဲလားမသိဘူးကျွန်တော်ပြောချင်တဲ့စကားဒါလည်းကျွန်တော်ဆုတောင်းတာမရဘူးတော့ဖြစ်ချင်တာမဖြစ်လာဘူးဘုရားမလုပ်ပေးဘူးလို့ခံစားမိတော့ပါပြီငါဆုမတောင်းတော့ဘူးဘုရားကြောင့်မသွားတော့ပါဘူးဘုရားငါ့ကိုလည်းနော်ငါဆုတောင်းတာပဲဒါကျွန်တော်ပြောပြီဘုရားမပေးနိုင်ဘူးဟုတ်ဘူးလေဘုရားပေးနိုင်တယ်လေမပေးချင်ဘူးလားပေးချင်တယ်လေဒါပေမဲ့ကျွန်တော်တို့ကဘုရားကိုဘာအတွက်သွားကိုဘာအတွက်သွားကိုးကွယ်လဲဆိုတော့ကိုယ်ရည်ရဲ့ချက်အတွက်အသုံးချတာဘုရားဟုတ်လားဖြစ်သွားလားတခါလေစဉ်းစားမိလားကျွန်တော်ပေးချင်တဲ့ message စဉ်းစားမိလားဒါကြောင့်ကျွန်တော်ပြောချင်တာကျွန်တော်တို့တွေကဘုရားကိုကိုယ်ရည်ရွယ်ချက်အတွက်အသုံးမချပဲကိုယ်ရည်ရွယ်ချက်အတွက်ပဲဘုရားကိုမကိုးကွယ်နဲ့ဘုရားတင့်အတွက်အမြဲတမ်းကောင်းဆုံးအရာစီစဉ်ထားပေးတယ်တင်ဒီနေ့ဒီနေရာမှာရှိပြီဒီနေရာမှာကျွန်တော်တို့နဲ့ဒီလိုကိုးကွယ်ပဲဆိုတာဖခင်ရဲ့ရည်ရွယ်ချက်ရှင်းမစောက်ကရည်ရွယ်ချက်ပဲ။ဘာဖြစ်လို့လဲဆိုတော့လူတစ်ယောက်ကငါဒီမိသားစုထဲမှာငါသွားပြီးမွေးလိုက်တယ်ဆိုပြီးတော့မှဒီမိသားစုကိုဝင်ပြီးတော့မှရွေးချယ်ပြီးတော့မှလူဖြစ်လာတာဘူးမမရှိဘူးဟုတ်လား။စဉ်းစားကြည့်ကျွန်တော်တို့အဲ့လိုရွေးချယ်ပြီးတာမွေးစတဲ့ဆိုရင်တော့ကျွန်တော်တို့တွေဒီမြန်မာနိုင်ငံမှာပဲမွေးမလဲ။ဟုတ်တယ်မလား။ပြီးစေးရတဲ့မိသားစုတွေမှာပဲမွေးမလဲဘယ်မှာသွားမွေးမလဲဒီနေ့ကချမ်းသာတဲ့ဒီမိသားစုတွေမှာပဲသွားမွေးမှာပေါ့ဒါကြောင့်လို့ကျွန်တော်တို့ကဒီနေ့ပေးနေတဲ့ message ကတင်ပါတော့ပြောင်းဖို့ပဲကျွန်တော်ကတော့ဆုံးခဲ့တာဒီကနေ့ကျွန်တော်ဒီကောင်းကြီးရပြီမရပြီမဟုတ်ဘူးကိုးကွယ်တိုင်းတော့ပြောင်းကိုးကွယ်မယ်ချီးမွမ်းတိုင်းတော့ပြောင်းကျွန်တော်ချီးမွမ်းအခြေအနေနဲ့မဆိုင်တဲ့ကိုးကွယ်ခြင်းကျွန်တော်မှရှိတယ်ပြောအောင်မင်းသားလို့အခြေအနေနဲ့မဆိုင်တဲ့ကိုးကွယ်ခြင်းနဲ့ကိုးကွယ်မယ်။ဘာဖြစ်လို့ပြောရလဲအခြေအနေနဲ့မဆိုင်။ရရင်ဘုရားကိုတစ်မျိုးဘုရားကိုတစ်မျိုးဟုတ်တယ်နော်။ဟုတ်တယ်မလား။ရရင်တစ်မျိုးချီးမွမ်းမယ်။မရရင်တော့မချီးမွမ်းဘူး။အဲ့ဒါဘယ်ပုံမှာဖြစ်ကြလဲ။ချီးမွမ်းရ။အခြေအနေပေါ်မှာဝင်ပြီးတော့ဘုရားဟာအခြေအနေကောင်းနေတော့ဟာလေလုယာအာမင်ပေါ့။အခြေအနေမကောင်းတော့ဘုရားငါ့ကိုမချစ်တော့ပါဘူး။တော်ပါပြီ။ဒါလည်းဆိုတော့မဖြစ်တယ်ဟုတ်လား။အဲကြောင့်လို့ကျွန်တော်ပြောချင်တာအခြေအနေနဲ့မဆိုင်တဲ့ကိုးကွယ်ခြင်းနဲ့ကျွန်တော်တို့ကဘုရားကိုကိုးကွယ်ဖို့နောက်တစ်ခုထပ်ပြောပြမယ်ဘုရားကလည်းတင့်ကိုအခြေအနေကိုမကြည့်ပဲဖြောင်းမှတ်ခြင်းပေးခဲ့တာဟုတ်လားသင်သားတော့ဘာဖြစ်လို့အခြေအနေနဲ့မဆိုင်တဲ့ဖြောင်းမှတ်ခြင်းကိုပြောတာလဲအစာကြောင့်လာတဲ့နေ့ကကျွန်တော်ပြောတာအဲ့တရားဟုတ်တယ်ကျွန်တော်ပြောတယ်နော်အစာကြောင့်လာတဲ့နေ့တင်ဖြောင်းမှတ်ခဲ့တာတင့်အခြေအနေကြောင့်မဟုတ်ဘူးယေရှုကြောင့်ဒါပဲအခြေအနေကိုကြည့်ပြီးဘုရားတင့်ကိုဖြောင်းမှတ်စေခဲ့တာဟုတ်တေချာကြည့်တော့အဲ့ဒါဆိုတာဖြောင်းမှတ်ခြင်းကျွန်တော်တို့ရခဲ့တာအခြေအနေနဲ့ကိုမဆိုင်ဘူးယေရှုကောကြောင့်ကျွန်တော်ဖြောင်းမှတ်တယ်ဒီနေ့ဘုရားကိုကျွန်တော်ကိုးကွယ်ရင်လည်းဘာကိုမကြည့်လဲပြောဘေးနာဘုရားကိုကိုးကွယ်အခြေအနေကိုမကြည့်နဲ့တော့ဘေးနာလို့ပြောပါဦးဘုရားကိုကိုးကွယ်အခြေအနေကိုကြည့်နေတာအာမင်အာမင်အခြေအနေကိုမကြည့်နဲ့နောက်တစ်ခုချက်ပြောနေရည်ရွယ်ချက်အတွက်ဘုရားကိုကိုးကွယ်တယ်အာမင်ဒါဆိုကျွန်တော်ပြောမယ်ကျွန်တော်တို့ရည်ရွယ်ချက်ကိုဘုရားမဖြစ်ပေးဘူးလားဖြစ်ပေးတယ်ပြန်ပြီးမဖြစ်ပေးနိုင်ဘူးလားဖြစ်ပေးနိုင်တယ်ဖြစ်ပေးခြင်းတယ်ဘာဖြစ်လို့အဲ့ဒီလိုမကိုးကွယ်ခိုင်းတာလဲလို့ပြောတော့အဲ့ဒီလိုကိုးကွယ်မှုရင်ကျွန်တော်တို့ကိုးကွယ်ခြင်းကဘာသဘောဓာတိသဘော
မြင်လာဒီနေ့ကျွန်တော်ပေးခြင်းတဲ့ message တင်းရွယ်ချက်နဲ့တင်းကိုးကွယ်တယ်ဆိုရင်ဘာသဘောနဲ့ကိုးကွယ်တာဇာတိတမတိစိတ်သဘောနဲ့ကိုးကွယ်တဲ့အခါမှာဘုရားကောင်းကြီးပေးတယ်ခံစားရပေမဲ့တင်းနှလုံးသားတော့မမှန်ဘူးမပြောင်းလဲတာပုံပါလေမမှန်ဘူးဒါကြောင့်မမှန်ကန်တဲ့စိတ်နေသဘောထားနဲ့ဘုရားကိုကိုးကွယ်တယ်အဲ့လိုကိုးကွယ်အဲ့စိတ်နေသဘောထားဆုံးတာပြတ်သွားတယ်ကလည်းတည်ခြင်းအကြောင်းဖြစ်တယ်တည်ခြင်းကဘာနဲ့ဆိုင်လဲကျင့်ခြင်းတည်ခြင်းကဘာနဲ့ဆိုင်လဲကျင့်ခြင်းဖြစ်တယ်ဆိုတာလေးကိုနော်ဒီကနေ့မှာကျွန်တော်ဝင်ငါရင်းနဲ့ခွန်အားပေးခဲ့ခြင်းနဲ့ရောက်စီတိုင်းကိုဘုရားကောင်းကြီးပေးပါစေ